ကျမတို့တည်တဲ့ဟိုတယ်ခန်းလေးဖြစ်ပါတယ်နော်ဒါကြတော့ကျမတို့ကကြတော့ဟိုတယ်ကကြတော့နော်ကျမတို့တပတ်ကျော် vacation ယူတယ် Orlando မှာကြတော့9ရက်တယ်ပြောရှင်မြန်ရမြေပါကြတော့3ရက်ယူတယ်နော်ဆိုတော့အခုမြန်ရမြေရောက်တယ်မြန်ရမြေမှာတည်တဲ့ဟိုတယ်လေးဖြစ်ပါတယ်အခုဒါအဝင်ပေါ့တော့မိသားစုနည်းနည်းများတယ်ဆိုတော့ကျမတို့အိမ်ရခန်းနေအများကြီးသူတို့ပေးထားတယ်ဒီမှာလူနှစ်ယောက်အိမ်လို့ရတယ်အောက်ခန်းမှာနော်ဒီမှာပြီးလို့ရှိရင် private ဒီလေးလည်းရှိတယ်ပြီးဒီမှာအိမ်သားလေးပေါ့နော်ဒီမှာအိမ်သားပြီးနောက်ဒီမှာကျတော့ကိုယူထားတဲ့အစားအစာတွေရတယ်ကျတော့မားချက်လို့ရတယ်ခမီးဟင်းတွေဒီမှာချက်လို့ရတယ်ဘောလား kitchen လေးပါတယ်โอเคဒါကြတော့ကွန်ပျူတာသုံးလို့ရတယ်ဒီမှာ business တမားတွေပြီးလို့ရှိရင် media တမားတွေဒီမှာဖိုင်လုပ်လို့ရတယ်ဒီမှာတော့အဲ့တဲ့ခန်းပြပါတယ်ကျမတို့တိုက်ဆုံးအဲ့တဲ့ခန်းကနေရတော့ high ceiling ပြပါတယ်အရင်မြင်နေဒီမှာအပေါ်ထပ်ပေါ်နော်ခလေးတွေက TV တွေကြည့်နေပါတယ်ဒါကြောင့်ကျမရဲ့တိုက်ဆုံးဘက်ကုန်းလေးပြပါတယ်အဲ့ဒီခါကနေပြီးတော့ရှုခင်းလေးပြပါတယ်ဒါကြတော့ veranda ကြီးပြပါတယ်ရှုခင်းလေးမပင်လေကန်ချီပေးနာမှာဟိုတယ်ကြည့်ရှိအဲ့ဒါကိုကျမတို့က booking လုပ်လိုက်တာဒီကကြတော့ကျမတို့3ရက်4ရက်တည်းပဲOkay. So, don't you leave it there, near it, buddy? Look at the beach. Do you like? The beach is so Do you cool. like the hotel? Yeah, it You looks love like it? it looks like a house, a mansion, but it's a hotel. Yeah, it's look like what? A mansion. It's look like mansion, but it's a hotel, right? I thought the hotel was small. Yeah, this is so cool. The whole family can live here. So, apo top ya me no ma. Yeah, ni piro. Okay, let's go upstairs. There's something so cool up here. Yeah. Hey, come the light. Come here. Come upstairs. No, come. It's super duper cool. Come. Wait.